တူပီ entertainment မှာကြိုဆိုပါတယ်ဒီနေ့မှာတော့2006ခုနှစ်မှာထွက်ရှိခဲ့တဲ့ Black Diamond ဆိုတဲ့ American နိုင်ငံရေးစစ်ပွဲ action စကားအကြောင်းတင်ဆက်ပေးမှာပါဇလန်ညွတ်မစခင် spoiler တွေပေါင်းမြင်နိုင်တာကိုကြိုတင်သတိပေးပါရစေဇလန်က1999ခုနှစ်စစ်တမ်းသိနေတဲ့ Sierra Leone နိုင်ငံမှာအစပြုထားပါတယ်ဒေသခံတန်ငါတဲ့ Solomon Bandi ဟာသူ့သားဖြစ်သူဒီယာနဲ့အတူလမ်းလျှောက်နေတော့မှပဲ RUF သူပုံဖဲ့ကသူတို့ကြေးရွာကိုရုတ်တရက်တွင်ရောက်တိုက်ခိုက်ပါတော့တယ်ဆိုလိုမွန်ရဲ့ဇနီးဂျက်စီနဲ့မိသားစုဝင်တွေထွက်ပြေးလွတ်မြောက်သွားပြီးမဲ့ဆိုလိုမွန်ကတော့သူပုံဒီရဲ့ဖန်စီခြင်းကိုခံလိုက်ရပါတယ်။သူပုံခေါင်းဆောင် Captain Poison ကလက်မရှိရင်မဲပေးလို့မရဘူးလို့ကြွေးကြော်ပြီးဖမ်းမိတဲ့သူတွေကိုရက်ဆက်ခဲ့ပြီးမဲ့ဆိုလိုမွန်ကိုတော့စိန်တွင်းမှာအလုပ်ခိုင်းဖို့အတွက်ခြံထားခဲ့ပါတယ်။နောက်အခန်းမှာတော့ပြည်တွင်းစစ်အတွက်ရန်ပုံငွေရှာဖို့စိန်တွေကိုဘလို့တူးဖော်ပြီးရောင်းချနေကြတယ်လဲဆိုတာကိုတွေ့ရပါတယ်။အဲ့ဒီမှာစိန်မောင်ကိုတွင်းသူကြီး Van de Cap ရှိနေပါတယ်။ကဖက်မှာလည်း Captain Poison ကဖမ်းဆီးထားသူတွေကိုစိန်ရှာခိုင်းနေပြီးစိန်ကိုပါဇက်သေးငုံကဟွတ်ဖို့ကြိုးစားတဲ့လူတစ်ယောက်ကိုလည်းပြစ်တက်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့တောင်အာဖရိကမွန်ဂိုသမားနဲ့စစ်သားဟောင်းဒန်နီအာချာနဲ့အဆုံတွေ့ရပါတယ်။သူဟာ Commander Zero စီကနေစိန်တွေနဲ့အခက်ချင်းငွေရယူခဲ့သူပါ။ဒါပေမဲ့တပ်ပုံတွေအယောင်ဆောင်ပြီးစိန်တွေကိုခိုးထုတ်ဖို့ကြိုးစားတော့မှလေစစ်သားတွေရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။စိန်တွင်းထဲမှာပါဆိုလိုမွန်ဟာပန်းရောင်စိန်ကြီးတစ်လုံးကိုတွေ့ရှိသွားပါတယ်။သူဟာအဲ့ဒီစိန်ကိုခြေချောင်းကြမှာဝှက်ပြီးတောထဲမှာမြေမြုပ်ခဲ့ပါတယ်။ Captain Poison ကသူ့ကိုဖမ်းမိသွားပြီးမြင်အစိုးရတပ်ကစိန်တွင်းကိုဝင်တိုက်တာကြောင့်ဆိုလိုမွန်ဟာစိန်ကိုမြုပ်နှံပြီးတာနဲ့အကျဉ်းထောင်တွေကိုအဖမ်းခံလိုက်ရပါတယ်။အဲ့ဒီအကျဉ်းထောင်ထဲမှာပဲဒန်နီဆိုလိုမွန်နဲ့ဒန်ရန်ရထောက်တဲ့ Captain Poison တို့ဆုံတွေ့ကြပါတယ်။ Captain Poison ကဆိုလိုမွန်ကိုစိန်ပယ်မှလဲလို့အော်ဟစ်မိမဲနေလာကိုဒန်နီကကြားသွားပါတယ်။ဒန်နီဟာထောင်ကလွတ်လာပြီးနောက်မှာတော့ဆိုလိုမွန်ကိုပါလွတ်မြောက်အောင်ကြံစီပြီးသူတို့နှစ်ယောက်ထောင်ကနေအတူတူထွက်လာခဲ့ကြပါတယ်။အချိန်အတန်ကြာတော့ဒန်နီဟာကန်းချစ်ကဘားတစ်ခုမှာမယ်ဒီဘိုဝင်ဆိုတဲ့အမျိုးသမီးနဲ့ဆုံတွေ့ပြီးရင်းနှီးခဲ့ပါတယ်။မယ်ဒီကသတင်းထောက်တစ်ယောက်ဖြစ်ပြီးစိန်မောင်ကိုမှုတဲ့အကြောင်းစုံစမ်းနေတာပါ။တစ်ဖက်မှာလည်းဆိုလိုမွန်ရဲ့သားဖြစ်သူဒီယာဟာ RUF သူပုံလေးရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပြီးကလေးစစ်သားအဖြစ်အုံနောက်စေခြင်းခံနေရပါတယ်။ဒီယာဟာလူသက်ဖို့အဓမ္မခိုင်းစေခံရပြီး Captain Poison ရဲ့ကလေးစစ်တပ်မှာခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။နောက်ပိုင်းမှာတော့ဒန်နီကဆိုလိုမွန်ကိုသူ့မိသားစုနဲ့ပြန်ဆောင်အောင်ကူညီပေးမယ်လို့ကတိပေးပြီးစိန်ကိုပြန်ရှာဖို့ကြိုးစားပါတယ်။ဒါပေမဲ့ RUF အဖွဲ့ကမြို့ကိုဝင်တိုက်တဲ့အခါမှာတော့သူတို့နှစ်ယောက်အသက်လူပြီးထွက်ပြေးခဲ့ရပါတယ်။တိုက်ပွဲတွေကြားမှာဒန်နီနဲ့ဆိုလိုမွန်တို့ဟာအဆောက်အဦဟောင်းတစ်ခုမှာပုန်းနေခဲ့ရကြပါတယ်။မြို့ကြီးကမြို့လုံးမီးလောင်ပင်ဖြစ်နေပြီးကလေးစစ်သားတွေအောင်ပွဲခံနေကြတာကိုကြည့်နေရင်သူတို့နှစ်ယောက်ခက်ခက်လွတ်မြောက်လာခဲ့ပါတယ်။လန်ခီမှာဒန်နီကဆိုလိုမွန်ရဲ့အကျဉ်းသားအယောင်ဆောင်ပြီးစစ်ဆေးရေးဂိတ်တွေကိုဖျက်ချောခဲ့ပါတယ်။ဒန်နီဟာမယ်ရီရဲ့အကူအညီနဲ့ဆိုလိုမွန်ရဲ့မိသားစုကိုရှာဖွေပေးခဲ့ပါတယ်။ဆိုလိုမွန်ကဒုက္ခဒီဆမ်းမှာမိသားစုနဲ့ပြန်ဆုံတွေ့ကြမယ်။ဒီယာကတော့ RUF လက်ထက်မှာကြံခဲ့တယ်ဆိုတာသိလိုက်ရပါတယ်။အဲ့ဒီနောက်မှာတော့ဆိုလိုမွန်ကစိန်မြုပ်ထက်တဲ့နေရာကိုဒန်နီကိုပြောပြခဲ့ပါတယ်။မယ်ဒီကလည်းစိန်မောင်ကိုမှုတွေကလူတွေရဲ့ဘဝကိုဘယ်လိုဖျက်ဆီးနေတယ်လဲဆိုတာကိုဒန်နီနဲ့ငင်းခုခဲ့ပါတယ်။ဒန်နီကမယ်ဒီကိုစိန်မောင်ကိုမှုနဲ့ပတ်သက်တဲ့အထောက်အထားစာအုပ်ကိုပေးရပြီးသူ့အသက်ကိုမယ်ဒီရဲ့လက်ထဲမှာပုံအပ်လိုက်ပါတယ်။ကိုနိုနိုင်နေကိုခရီးဆက်နေတော့သူတို့အဖွဲ့ဟာ RUF ရဲ့တိုက်ခိုက်ခြင်းကိုထပ်မံခံရပါတယ်။ဒီကြားထဲမှာဒီယာကတော့လူသက်မဲတရားအခေပိုးပြီးရက်ဆက်လာပါတယ်။ဒန်နီတို့အဖွဲ့ကတောထဲကိုထွက်ပြေးရင်းနဲ့ဒေသခံပြည်သူစစ်သားတွေနဲ့ဆုံတွေ့ခဲ့သလိုကလေးစစ်သားဟောင်းတွေကိုကူညီပေးနေတဲ့ဒန်ဆိုတဲ့လူနဲ့လည်းတွေ့ခဲ့ပါတယ်။ဒါပေမဲ့ဘန်ဘာအကစ်ခံရတဲ့အတွက်ဒန်နီတို့ဟာကလနယ်ကိုတီစီရဲ့စစ်အခြေခံကိုအကြီးကြီးရောင်းဖို့တွားခဲ့ရပါတယ်။အဲ့ဒီမှာဒန်နီကတိုက်ပွဲထဲဝင်ပါဖို့ခိုင်းစေခံရပြီးမယ်ဒီကတော့ဘေးလွတ်ရာကိုထွက်ခွာသွားခဲ့ရပါတယ်။နောက်ဆုံးမှာတော့ဒန်နီနဲ့ဆိုလိုမွန်တို့ဟာစိန်တွင်းသားကိုရောက်သွားပါတယ်။ဆိုလိုမွန်ကသူ့သားကိုရှာဖို့စန်တဲကိုလိဝက်ဝင်ခဲ့ပြီးမှဒီယာကဆိုလိုမွန်ကိုရန်သူလိုပဲဆက်ဆံခဲ့ပါတယ်။ Captain Poison ကဆိုလိုမွန်ကိုဖမ်းမိသွားပြီးစိန်ကိုရှာခိုင်းနေတော့မှာပဲဒန်နီရဲ့လေရင်တိုက်ခိုက်မှုစတင်ပါတော့တယ်။တိုက်ပွဲပြင်းထန်နေတဲ့ကြားမှာဆိုလိုမွန်က Captain Poison ကိုတပ်ပစ်ပြီးဒန်နီကဒီယာကိုကယ်တင်လိုက်ပါတယ်။ဒါပေမဲ့ကလနယ်ကိုတီစီကစိန်ကိုအတင်းတမှာတောင်းဆိုလာတဲ့အခါမှာတော့ဒန်နီကကလနယ်ကိုပြစ်တက်လိုက်ပါတယ်။အဲ့ဒီမှာပဲဒန်နီဟာတနက်တန်ရာပြင်းထန်စွာရသွားပါတယ်။ဆိုလိုမွန်ကစိန်ကိုပြန်တူးဖော်နိုင်ခဲ့ပြီးဒီယာကလည်းဒန်နီကိုတနက်နဲ့ချိန်ထားခဲ့ပါတယ်။ဒါပေမဲ့ဆိုလိုမွန်ကသူ့သားကိုချစ်ကြောင်ပြောပြီးနှိမ့်ထိန်နိုင်ခဲ့ပါတယ်။ဒန်ယာပြင်းထန်နေတဲ့ဒန်နီကဆိုလိုမွန်တို့သားဖားကိုလွတ်မြောက်အောင်ကူညီပေးပြီးသူ့ကိုယ်တိုင်ကတော့တောင်ပေါ်မှာကြံရစ်ထားခဲ့ပါတယ်။ဒန်နီဟာမယ်ဒီစီကိုနောက်ဆုံးတစ်ချိန်ဖုန်းခေါ်ပြီးဆိုလိုမွန်တို့ကိုကူညီဖို့မှာကြားပြီးအသက်ပြောက်သွားပါတော့တယ်။နောက်ဆုံးမှာတော့ဆိုလိုမွန်ဟာလန်ဒန်ကိုရောက်ပြီးစိန်ကိုရောင်းချသူ့မိသားစုကိုပြန်လည်ကယ်တင်နိုင်ခဲ့ပါတယ်။မယ်ဒီကလည်းတွင်းဆွေးနေစိန်တွေအကြောင်းကိုကဘာကသိအောင်စောင်းပါရေးသားနိုင်ခဲ့ပါတယ်။ဇလန်အဆုံးမှာတော့ဆိုလိုမွန်ဟာဒန်နီရဲ့ဒစ်ပုံပါတဲ့မဂ္ဂဇင်းကိုကြည့်ရင်လူအားမျက်ရှိမှမိန်ခွန်းပြောဖို့ထွက်ခွာသွားပါတော့တယ်။